မင်းတို့တွေပြေးချင်သေးတာလားအော်ဒါကနင့်အိမ်ကကားဝှက်လျှော်ပဲခြံနက်နင်းနဲ့ကြောင်းတူတက်ခဲ့တာဒီလောက်တောင်ကြပြီးနင့်ဖေကကားပြင်တဲ့လူမှန်အခုမှပဲတီးတော့တယ်နင့်ဖေကကားပြင်တဲ့ကောင်းစုပ်ပဲဟာကိုနင်ကအပြင်မှာဘာလို့ဒီလောက်တောင်မောက်မာနေရတာလဲငါမမောက်မာပါဘူးငါ့ကိုလာမထိဖို့ပဲပြောတာငါကထိတော့ဘာဖြစ်လဲနင့်အဖေကဘာဆင်းမို့လို့လဲကားပြင်သမားတင်ပဲလေငါဖေကဘလို့လူလဲတီလားသူကကြိုဝင်လုံးနဲ့တောင်အဆက်အသွယ်ရှိတာငါတို့ချောင်ကောကကျေးဇူးတိတက်ဖို့မပြောနဲ့သူ့ကိုတောင်ပြန်လက်ပါရဲသေးတယ်ရှောင်းရင်နင်ငါ့ကိုကူညီပါဦးသူကနင့်ရဲ့အကိုရင်းမဟုတ်ဘူးလားစာတော်တဲ့အတန်းကောင်းဆောင်ကတော့ငါ့ကူညီကိုလိုချင်နေသေးတာလားအရင်ကျောင်းတက်တုန်းကတော့ငါ့ကိုမျိုးလုံးထဲတောင်ထည့်ခဲ့တာမဟုတ်ဘူးဒါပေမဲ့သူကနင်ခေါ်လာတဲ့လူလေးငါမွေးနေပွဲကိုခြံနဲ့ငါတို့ကအတန်းဖော်တွေပဲလေငါနဲ့ငါအကိုကနင်မွေးနေမို့လို့စေတနာနဲ့ဝိုင်းတစ်ခွက်လာတိုက်တာကိုနင်ကသူ့ကိုပြန်ရိုက်တယ်ဒါကဘာသဘောလဲနင်ငါ့ကိုမျက်နှာမပေးဘူးပေါ့ဟုတ်လားသူကငါ့ကိုဝိုင်းလာတိုက်တာမဟုတ်ဘူးငါ့ကိုလက်ပါစီလုပ်နေတာညီမလေးကစကားပြောတတ်သားပဲလားအကိုကိုတစ်ချက်လောက်အနမ်းပေးအောင်ဒါဆိုအမမရီကညီမကိုပြဿနာရှာရင်ဘယ်လိုလုပ်မလဲဘာလဲမင်းကကြောက်လို့လားအကိုကာကွယ်ပေးမှာမို့လို့မကြောက်နဲ့ခြံနဲ့နင်ဒီဘက်ကိုလာပြီးငါအကိုကိုတောင်းပန်လိုက်ငါဘာမှမလုပ်ထားဘူးဘာလို့တောင်းပန်ရမှာလဲနင်ဘာပြောတယ်နင်စူးစမ်းခြင်းစိတ်မရှိပဲအပြင်မှာအကိုတွေလျှောက်ထားပြီးအဲ့ဒီလူမိုက်တွေရဲ့အကင်တွေအပုတ်တက်ခံခြင်းခံမယ်ဒါပေမဲ့ငါကတော့အဲ့လိုဖြစ်မခံနိုင်ဘူးနင်သိချင်နေတာလားနင်ပါဇက်ကိုငါဆွဲဖြည့်ပစ်မယ်ကားဝှက်လျှော့အတွင်းမြင်ကွင်းမိကြီးလဲရမယ်ဘန်မှာဘတ်ပရလဲရမယ်အဲ့ဒီကောင်လေးကတကယ်ကိုရိုင်းတာပဲအကိုငါတို့သူ့စီကပတ်စံပို့တောင်းလိုက်ရအောင်သူကမရင်ကျေးပေမဲ့ငါတို့ကတော့စီးပွားရေးလုပ်နေတာလေအမှန်အတိုင်းပဲလုပ်ရမယ်ဒါကြောင့်လဲအားလုံးကအကိုကိုလေးစားကြတာပေါ့နတ်ခြံနန့်ကိုပေးမကြစေနဲ့ဖုံးထားလို့ရမှာမဟုတ်ဘူးသူကဒီလောက်တော်တာဟုံစိတ်ဂရုကလည်းဒီမျိုးမှာအကောင်းဆုံးကုမ္ပဏီပဲနောက်ကြရင်သူအလုပ်ရှာတဲ့အခါကုမ္ပဏီကနင့်နာမည်ကိုမြင်တာနဲ့တင်အကုန်ပေါ်သွားလိမ့်မယ်ရုံးရင်းဆန်ခတ်ဖြစ်တန်ဒါပါအတန်လဲလွတ်ပါနာတယ်တောင်းပန်ပါတယ်အရင်တုန်းကတော့နင်ငါ့ကိုအထင်သေးခဲ့တာမလားဆောင်းမေးပွဲတုန်းကနင်းစီကအဖြေလေးကူးခိုင်းတာတောင်နင်ကမပေးဘူးအခုမှနာတက်ပြီလားငါညီမလေးကစေတနာနဲ့နင့်ကိုတငယ်ချင်းလာလို့တာကိုနင်ကပြစ်ရှာနေသေးတယ်ရှောင်းရင်နင်ငါကိုဒီလောက်တောင်မုန်းနေမှန်းငါမသိခဲ့ဘူးကျောင်းတက်ခဲ့တဲ့နှစ်တွေတလျှောက်လုံးငါတို့တယောက်နဲ့တယောက်မပတ်သက်ပဲနေခဲ့ကြတာပဲနင်ကျောင်းမှာအကျင့်စာရိတ္တမကောင်းတာတွေကိုလည်းငါဆရာမကိုတခါမှတိုင်စာမသွင်းခဲ့ဘူးနင်ဘာလို့ငါကိုဒီလောက်တောင်မုန်းပြီးဒီလိုလုပ်ရတာလဲစကားပြောတာကောင်းလားကြည်လားငါကတငယ်ချင်းတစ်တယောက်အနေနဲ့လာမိတ်ဆက်တာကိုနင်ငါကိုရိုက်လိုက်တဲ့ကိစ္စကတော့ကြေအေးပေးလို့မရဘူးနော်ငါနင်နဲ့မသိချင်ဘူးအစကတည်းကနင့်ကိုဝိုင်းလာမတိုက်ခိုင်းဘူးသူကပဲသူ့မှာလက်မြင်တဲ့အကိုတယောက်ရှိတယ်ဆိုပြီးလာကြွားနေတာမင်းတို့ငါကိုလွှတ်ပေးပါတော့ဟုတ်ပြီလားလွှတ်ပေးရမယ်ဟုတ်လားဒါဆိုငါအကိုရဲ့ကားကိုဘယ်လိုလုပ်မလဲနင်သွားကြည့်အောင်မလားကားကောင်းတစ်ခုလုံးပျက်စီးသွားပြီငါကကိုကာကွယ်ဖို့ပဲလုပ်ခဲ့တာငါရဲ့ဂုဏ်သိက္ခာအရှက်တောင်ပျက်စီးတော့မလို့ဖြစ်ခဲ့တာလေနင်လဲမိန်းကလေးတယောက်ပဲဟာကိုငါကိုနားမလည်ပေးနိုင်ဘူးလားငါကဘာလို့နားလည်ပေးရမှာလဲအရှက်ကွဲမလို့ဖြစ်ခဲ့တာနင်လေငါမှမဟုတ်တာနောက်ပြီးငါအကိုကနင်နဲ့ဘာမတန်လို့လဲနင်ကဒီမှာဘာတွေလာဟန်ဆောင်နေတာလဲအဖေဖြစ်သူအခန်းထဲသို့ဝင်လာခြင်းဘာဖြစ်ကြတာလဲအပြင်ကနေအတန်တွေကြားနေရတဲ့ငါရဲ့စေးတံခွက်ကိုဘသူခွဲလိုက်တာလဲအဖေဘာလို့အိမ်မှာပြဿနာလာရှာနေကြတာလဲဦးလေးသမီးကနက်ရဲ့အတန်းဖော်ပါအော်အတန်းဖော်တွေလားတက္ကသိုလ်ရောအတူတူအောင်ကြလားသမီးကတော့စာမေးပွဲကြပါတယ်ဦးလေးနက်လို့မဟုတ်ပါဘူးသူကတော့နာမည်ကြီးတက္ကသိုလ်ကိုအောင်